သောတာရှင်တို့ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့မှာမင်္ဂလာပါလို့0 Tutor Channel ကနေကြိုဆိုတဲ့အနေနဲ့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ရပါတယ်ကျွန်တော်ကတော့ဆွေတော်ပါဒီနေ့မှာကျွန်တော်ဖတ်ပြပေးသွားမယ့်စာအုပ်လေးကတော့လောကကြိမ်ပြုံးဆိုတဲ့စာအုပ်ထဲကဆရာမကြီးခင်နှင်းယူရဲ့မရရဲ့ဤဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်ဘုရားဆုံးတော်ကပ်ပြီး၍ဒေါ်နန်းမို့သည်ရင်းရှိရာသို့ထသွားသည်အပြင်တွင်အာယုံသည်ရင့်လာ၍နေကြီးရိပ်ကိုအရှိဘက်တွင်မြင်ရသည်နေလုံးကမပေါ်သေးငှက်ကလေးများလည်းနိုးလာကြသည်သူတိုက်ရှိမှဒန်းတလွန်ပင်ပေါ်တွင်ကြီးတကောင်ကအော်မြည်နေသည်ခြံထဲကိုတော့တဲကွဲစွာလမ်းမြင်ရသည်သူခြံထဲမှာပန်းများစိုက်ပျိုးထားသည်သူတယောက်တည်းအနေနဲ့တော့အင်္ဂါလည်းနှစ်ထပ်တိုက်ခြံကလည်းတအေကနီးနီးဆိုတော့ကျဲဝန်းလွန်းသည်ဟုဆိုရမည်ထို့ကြောင့်အစီခံတန်းလျားကိုခိုင်ခိုင်ခန့်ခန့်ပြန်ဆောက်လိုက်ကငား၍ထားသည်ဆရာမကြီးအဖြစ်မှပင်စင်ယူချိန်တွင်ဝင်ငွေပိုရ၍အဖော်လဲရှိလာသည်ကားကိုတောင်ကိုတော့နှစ်ထပ်ဆောက်ခါအပေါ်ထက်တွင်ဒရိုင်ဘာလင်မယားကိုထားသည်အိမ်ငါထားသောအင်္ဂလိပ်မှာနောက်ဖက်တွင်မဟုတ်ဘေးချင်းရှင်လျက်ဖြစ်၍သူ့တိုက်ထက်တော့နည်းနည်းနောက်ရောက်သည်သူ့အိမ်ငါသည်တယောက်တည်းအညာမှပြောင်းလာသောအရာရှိတယောက်ဖြစ်သည်အိမ်ငါသူဤမိဘနှင့်အညာတွင်သူဆရာမကြီးလှုပ်ဆင်ကရင်းနှီးခဲ့သည်လက်ဆက်သောလေကိုရှူရှိပြီးသူသည်အိမ်ငါရှိသောအိမ်လေးဘက်ကိုလှမ်း၍ကြည့်လိုက်၏စောစောစီးစီးအိမ်တကားပွင့်နေသည်အိမ်ထဲမှမီးလဲတပွင့်လင်းနေသည်သူ့အိမ်ငါသည်စောစောမနိုးတတ်ထမင်းချက်ပင်မထားတယောက်တည်းနက်နက်လက်ဖက်ရည်ဖြောတော့မုံများစားကရုံစောစောသွားတတ်သည်ညစာကိုတော့လျှက်စစ်မီးပုံနှင့်သူ့ဘာသာချက်စားတတ်သည်နနက်စာကိုလည်းရုံးမှစားသည်ဟုပြောသည်ယခုတော့မှန်တကားရိပ်တွင်လူများလှုပ်ရှားနေသည်ကိုတွေ့ရသည်သူဒရိုင်ဘာသည်လည်းယခုအချိန်မနိုးသေးညာဦးကလည်းဧည့်သည်များလာသည်ဟု၍သူမသိသူနှင့်အိမ်ငါကိုကျော်ဦးတွင်ခြံတကားတော်တစ်ချောင်းသည်ရှိသည်ခါတိုင်းဧည့်သည်ရောက်လျင်သူ့ကိုပြောနေကြသူသည်အောက်ထပ်ကိုဆင်းလာ၏အိမ်မကြီးတကားကိုဖွင့်လိုက်သည်သူ့တိုက်နှင့်အိမ်လေးကြားတွင်ပန်းယုံများရှိ၍တစ်ဖက်နှင့်တစ်ဖက်တဲကွဲစွာမမြင်ရထို့ကြောင့်သူသည်အိမ်လေးအနားရှိဒန်းတလွန်ပင်ကြီးအနားကိုရောက်သွားသည်အိမ်လေးမှမြင်းနီလန်းလေးကိုရှောက်လာလျင်သူ့ခြံဝါဂိတ်ကိုရောက်သည်အဝင်ဂိတ်မှာတပေါက်သေးဖြစ်သည်သူသည်ဒန်းတလွန်ပင်ကြီးကိုကွယ်၍အိမ်လေးကိုလမ်းကျင်မိသည်တစ်ပင်ကြီးကလူတစ်ဖက်လောက်ရှိ၍သူ့ကိုယ်လုံးကိုလမ်းမမြင်နိုင်သို့သောသူကတော့အားလုံးကိုမြင်နေရသည်အိမ်လေးမှပထမဆုံးထွက်လာသူကကိုကျော်ဦးသူ့နောက်မှယောက်ျားလေး2ယောက်နှင့်မိန်းကလေး2ယောက်ယောက်ျားလေးမှာကိုကျော်ဦးနှင့်ရွယ်တူလောက်ရှိတော်လဲမိန်းကလေးများကငယ်လွန်းသည်တယောက်ကပခုံးကြော်ကြော်လောက်သပင်ရှိမှဝဲကြနေ၍တယောက်ကဂုတ်ပေါ်အထိတိုတိုညက်ထားသည်သူတို့သည်အိယာထားစားဟန်ဖြစ်၍ပြုပြင်ဖြီးလိမ့်မထားနှုတ်ပြိုသောမျက်နှာလေးများမှာကဘိုးကယိုနှင့်လှနေသည်ကိုသူပြတ်သားစွာမြင်ရသည်သပင်ပခုံးဝဲမိန်းကလေးနှင့်တခြားယောက်ျားလေးတစ်ယောက်စုံတွဲကရှေ့မှမြန်မြန်လျှောက်သွားသည်တစ်ပင်ကြီးနောက်မှဖြက်ကခြံဝအထိလျှောက်သွားချိန်တွင်သပင်တိုနှင့်မိန်းကလေး၏ညာဘက်ပါးတွင်မှဲ့တလုံးကိုလမ်းမြင်နေရသည်စံတိုမိန်းကလေးကတော့မလုတ်တလုံးနှင့်နောက်ဆုံးမှဖြင်းချင်းစွာလျှောက်လာ၍သူ့တငယ်ကစောင့်ခေါ်နေပုံရသည်မြန်မြန်လျှောက်အင်းသည်ဟိုဘက်အိမ်ကလူတွေနိုးရင်တွေ့သွားမယ်စောင့်ခေါ်နေသောနောက်မှလူကပြောတန်ကြလိုက်သည်ဒေါ်နန်းမို့သည်ဂိတ်ဝကိုလမ်းကြည့်ရင်အိမ်ထဲကိုပြန်ဝင်လာသည်သူသည်မစင်းစားတတ်စိတ်ထဲမှထင်ကနေဖြစ်သွားသည်ဧည့်သည်များဆိုလျှင်ဘာကြောင့်ဟိုဘက်အိမ်ကလူများနိုး၍တွေ့မှာအဆိုရသည်။သူတို့လမ်းသည်ရန်ကုန်မြို့ပြင်ရှိလမ်းဦးတိုလေးဖြစ်သည်။အရာရှိပင်စင်စားများနှင့်တန်ယုံကိုငားထားသောအိမ်10လုံးလောက်ပဲရှိသည်။ခြံနှင့်ဝင်းနှင့်တိတ်ဆိတ်စွာနေတတ်ကြသောသူများဖြစ်သည်။သူသည်လက်ဖက်ရည်စပွဲတွင်ထိုင်လိုက်၏။ဒရိုင်ဘာဇနီးကပေါင်မုံမီးကင်ထောပတ်တုံနှင့်ကော်ဖီကိုသူ့ရှိလာချသည်။မက်ကြီးထုံးမောင်နိုးပြီလား။သူကမေးလာ၏ထုံးမောင်သည်သူ့ဒရိုင်ဘာဖြစ်သည်။နိုးပါပြီအတီသွားငါစီလွတ်လိုက်ဆန်ပြီးတော့ပေါင်မုံတစ်ချက်နှင့်ကော်ဖီတစ်ပကံထပ်ယူခဲ့။မက်ကြီးသည်ထမင်းစားကမ်းမှထွက်သွားသည်။မကြာခင်ထုံးမောင်ရောက်လာ၏။ထုံးမောင်ကိုကျော်ဦးအိမ်ကိုသွားစမ်းအတီကသူနှင့်အတူလက်ကော်ဖီလာတောက်ပါလို့ခေါ်ခဲ့ထုံးမောင်သည်ခေါင်းညိတ်ကထွက်သွားသည်ကိုကျော်ဦးရောက်လာသောအခါ
ဒေါ်နန်းမို့ကမျက်နှာချင်းဆိုင်ကလထိုင်မှာနေရာပေးလာ၏ကဲထိုင်ပါအောင်မောင်ကျော်ဦးစောစောနိုးနေတယ်ထင်တယ်ကိုကျော်ဦးသည်အသက်30ဝန်းကျင်လောက်ပင်ရှိနေ30ထက်တော့မကျော်သေးဟုတ်ကဲ့ဒီမနက်တော့ဒီမှာကော်ဖီတောက်ပါညကမောင်ကျော်ဦးအိမ်ဧည့်သည်လာသလားသူကောက်ကငင်ကမေးလာ၍ကိုကျော်ဦးသည်ကြောင်တက်တက်ဖြစ်သွားသည်မျက်နာကမူးမမှန်မက်ကြီးသည်ကိုကျော်ဦးရှေ့တွင်ကော်ဖီနှင့်မုံချလာ၏ကဲတောက်ပါအောင်ဧည့်သည်ဆိုတာလာမှာပေါ့မောင်ကျော်ဦးမှလည်းအပေါင်းနဲ့အသင်းနဲ့ပဲဟုတ်ကဲ့ကိုကျော်ဦးသည်တုံတုံရင်ရင်နဲ့နှက်ခါထက်ပြော၏ညဘက်ကတော့သူတို့ရောက်နေတာအတီမသိပါလားအတီအိပ်ပြောပြီးညနေမှရောက်လာတာလားသူကစူးစား၍ကြည့်ကမေးလိုက်တော့အခါကိုကျော်ဦးသည်မျက်လွှာချလာ၏ပြီးတော့မနက်စောကြီးထပြန်နေနော်ခြံထဲမှာဘယ်သူမှမနိုးသေးဘူးအတီတောင်ဖျားရှိခိုးပြီးလို့ပြတင်းမှရက်နေတော့မောင်ကျော်ဦးဧည့်သည်တွေကိုတွေ့လိုက်တာကိုကျော်ဦးသည်ဘာမှပြန်မဖြေလဲမဖြေရဲသလိုဖြစ်နေသည်ဒေါ်နန်းမိုး၏ဆီယာမကြီးဟူသောအချိန်ဝါသည်တပည့်ငယ်လေးတွေကိုမကသူ့အပေါ်မှာပင်လွှမ်းမိုးနေပုံရသည်အတီတို့ရက်ကွက်ကလူကုံတန်ရက်ကွက်ဆိုပါတော့လေလူကြီးလူကောင်းတွေပဲနေကြတာများတယ်မောင်ကျော်ဦးလည်းဒီလိုရက်ကွက်မျိုးမှာနေခြင်းနဲ့ဆိုလို့အတီငားလိုက်တာပဲပြီးတော့မောင်ကျော်ဦးမိဘများကအတီအညာမှာနေတော့ကဂယုဆိုင်ခဲ့တဲ့ကျေးဇူးတွေအတီပေါ်မှာရှိတယ်ဟုတ်ပါတယ်အတီအေးရက်ကွက်ကောင်စီတို့ဘာတို့ဆိုတာလဲအတီတို့မျက်နာထောက်ထားလို့ပဲတခြားရက်ကွက်တွေထဲမှာဆိုရင်ညဘက်အချိန်မရွေးဧည့်စရင်ဝင်ဆက်တာခုလိုမောင်ကျော်ဦးဧည့်သည်တွေလက်ခံထားပုံဆိုရင်တခါတည်းဖမ်းသွားပြီးကတ်သေးခေါ်သွားမှာဟုတ်ပါတယ်အတီဒီတော့မောင်ကျော်ဦးဧည့်သည်ကိုလက်ခံရင်အတီကိုကြိုတင်ပြောဖို့တင်တယ်ထင်တယ်ဟုတ်ကဲ့နောင်ကိုကြိုပြောပါမယ်ကိုကျော်ဦးသည်ရင်ထဲမှအလုံးကျသွား၏ဒါလောက်ဆိုရင်ဘာမျှကိစ္စမရှိသူထပြန်ရန်ပြင်လာ၏သူတို့ကဘသူတွေလဲဖျားဒေါ်နန်းမိုး၏နောက်ဆက်တွဲမိကုန်းကြောင့်သူ့ရင်ထဲမှဖျားတာမိ၏ကျွန်တော်တငယ်ချင်းတွေပါသူသည်ကတုံကရင်ပြောလာ၏ဒီတော်ကြီး၏အတန်နှင့်ဆူးရှာသောမျက်လုံးကသူ့ရင်ကိုဖောက်ခင်းတော်မယောင်ဖြစ်နေ၏အေးမောင်ကျော်ဦးဟာကေဇက်ဝင်ရာရှိတယောက်ဂုံနဲ့တိတ်ခါနဲ့နေတဲ့သူလိုအတီယူဆတယ်အတီကိုအမှန်တိုင်းပြောပါသူတို့ဘယ်သူတွေလဲဘာကြောင့်လာတာလဲဘာလို့တညာတဲ့အိပ်ပြီးတော့ပြန်လာလဲကိုကျော်ဦးသည်အပြေမပေးနိုင်ခေါင်းငုံ၍ရင်ထဲမှာတင်းကျပ်နေသည်မောင်ကျော်ဦးကိုရေးကိုတာမှာအတီစွတ်ဖက်ဖို့မလိုပါဘူးအတီယူဆကတအူးကိုတအူးအနောက်ရှက်မဖြစ်ဘူးဆိုရင်အတူတဝင်းတည်းနေနိုင်ကြတာပဲခုအတီကဒီမေးခွန်းကိုမေးရတာဆက်စုရတာကအကြောင်းရှိလို့ဘာဖြစ်လို့မောင်ကျော်ဦးတငယ်ချင်းတယောက်ကညဉ့်ညံလျှောက်အင်းနီဟိုဘက်အိမ်ကလူတွေနိုးမှဆိုးတယ်လို့ပြောရတာလေမမကောင်းလေးတွေဆိုရင်ထင်းထင်းပေါ်ပေါ်သွားရဲလာရဲရမယ်ကိုကျော်ဦးသည်တမျက်နာလုံးနေရဲသွားတော့သည်သူသည်ပင်းသက်ရှာရင်စကားစာပြော၏မမကောင်းလေးတွေပါအတီကျွန်တော်ကိုခွင့်လွှတ်ပါအတီညကတငယ်ချင်းနှစ်ယောက်ကတက္ကသိုလ်တုန်းကကျောင်းနေဘက်တွေပါသူတို့လာမယ်ဆိုလို့ကျွန်တော်ကလည်းတခါတလေလာလေတာလက်ခံလိုက်တာပါပြီးတော့မှသူတို့နဲ့အတူမိန်းကလေးနှစ်ယောက်ပါလာတော့ကျွန်တော်လည်းမငင်းတာလို့တညာလက်ခံလာရတာပါမိန်းကလေးတွေကအဆောင်ကအကြောင်းသူမိကောင်းဖခင်သမီးလေးတွေပါသူတို့သမီးကြီးသားတွေပါဘာမိကောင်းဖခင်သားသမီးတွေဒေါ်နန်းမို့ငေါက်တန်သည်သူ့ကောင်းကိုဖောက်ခွဲသလိုဖြစ်သွားသည်ဖြစ်မှဖြစ်ရလေမောင်ကျော်ဦးရဲ့မိဘတွေအဆောင်မူးတွေသာသိရင်ရင်ကြိုးရကြည်ရဲ့အဆောင်မူးကိုလည်းမိဘအိမ်ပြန်နေဆိုပြီးခွင့်နဲ့လှည့်ထွက်လာတာဖြစ်ရမယ်ပြီးတော့တညဒီမှာသတဲလာချအောင်မလီတမီးကြီးသားတဲ့တမီးကြီးသားကတညအိတ်တော့ဖျားကိုကျော်ဦးကခေါင်းမဖော်တော့အေးမင်းမလိန်ပဲအတိကိုမှန်ပြောတာပဲကျေးဇူးတင်လာပြီဒါပေမဲ့အတိအိမ်ဘာဖြစ်သွားသလဲတဲခိုကန်မဖြစ်သွားဘူးလားဟင်ပြောသမ်းမောင်ကျော်ဦးမင်းကလေးငယ်တွေရဲ့ဒီလိုပြုမှုမျိုးကိုလည်းအတိအားမပေးနိုင်ဘူးအတိဟာကျောင်းဆရာမတယောက်လောက်ခဲ့ဘူးတော့အတိမှာတာဝန်လည်းရှိတယ်လို့ထင်တယ်ကဲခုတစ်ချိန်ဟာနောက်ဆုံးနဲ့ပထမဆုံးဖြစ်ပါစေရိုးရိုးသားသားဧည့်သည်လာရင်အတိကိုအကြောင်းကြားပါမောင်ကျော်ဦးအိမ်ချင်းနေရင်တော့အတီခန်းပေးမယ်ဒါပဲမောင်ကျော်ဦးသွားနိုင်ပြီကိုကျော်ဦးသည်ထမပြန်သေးတောင်းမှန်တိုးရှိုးဟန်နှင့်ဒေါ်နန်းမို့မျက်နာကိုမရေတရေလန်းကြည့်နေသည်နောင်ကိုဒီလိုမဖြစ်ရပါဘူးအတီကျွန်တော်ကလည်းမိန်းကလေးဘက်ကိုစာနာမိလို့ပါဒေါ်နန်းမို့သည်ကိုကျော်ဦးစကားကိုနားမလဲဆိုပါအောင်ဘလို့စာနာစရာရှိလို့လဲကိုကျော်ဦးသည်တက်ပြင်းချလာ၏ကျွန်တော်ဟာအတိအနာမှာနေမနေကိုထိမ့်သိမ့်တတ်ဖို့တာဝန်ရှိပါတယ်ကျွန်တော်အသက်25နှစ်ကျော်ပါပြီမငယ်တော့ပါဘူးကျွန်တော်ရှုပ်ပွေနေခြင်းမြို့ထဲမှာနေစရာတွေရှိပါတယ်စာလဲကြည့်ခြင်းလို့ရုံးနဲ့ဝေးပင်မဲ့အတိချံမှာငားနေတာပါညကအပြစ်ကတော့သူတို့မိမခိုးလာတယ်လို့ကျွန်တော်ထင်တာညကသူတို့လည်းမအိတ်ကြသေးဘူးကျွန်တော်လည်းမအိတ်နိုင်ဘူး
ဒေါ်နန်းမို့သည်ကိုကျော်ဦးစကားကိုစိတ်ဝင်စားလာဟန်ရှိ၏သူတို့ကစကလေးကအပြင်မှာချင်းတွေ့နေကြတာပါအေးလေအပြင်မှာဘလိုမျိုးတွေ့အတိအိမ်ကသမီးကြီးသားချင်းတွေ့တဲ့နေရာမိန်းကလေးတွေကိုခေါ်ထုတ်လာတဲ့နေရာဟိုတယ်တဲခိုကမ်းမဟုတ်ဘူးမှန်ပါတယ်အဒီကျွန်တော်နည်းနည်းရှင်းပြပါရစေအဲ့ဒီလိုចောင်းကနေထွက်ပြီးမိန်းကလေးတွေကလည်းလိုက်နေကြသူတို့အချင်းချင်းမှားယွင်းကြတယ်ထင်ပါတယ်အဒီခေါ်တန်ကြားလိုက်တဲ့အင်းနီဆိုတဲ့မိန်းကလေးမှာကိုဝင်ရှိနေပါတယ်ဘာကွယ်ဒေါ်နန်းမို့သည်မျက်ခုံးချုံ၍မေး၏အဲ့ဒါဘလို့ပြဿနာရှင်းရမယ်ဆိုတာတိုင်ပင်ခြင်းလို့ကာယကံရှင်ကျွန်တော်တငယ်ချင်းကိုချိန်တော့ကျွန်တော်တငယ်ချင်းကဒီကိုခေါ်လာခဲ့တာဟိုအတွဲကအဖော်ပါကျွန်တော်ဒီအထဲမှာဘာမှမပတ်သက်ပါဘူးဒီတော့ဘလို့ဖြစ်သွားသလဲအင်းဒီပြဿနာကိုဘလို့ရှင်းရမယ်ဆိုတာတညာလုံးဆွေးနွေးကြတာပဲကိုဝင်ကနှစ်လားရှိနေတော့မိဘတွေအဆောင်မှုတွေမသိခင်အင်းဒီကလည်းကျွန်တော်တငယ်ချင်းနောက်လိုက်ခြင်းနဲ့ဖြစ်နိုင်ရင်မင်းညကအင်းဒီကသူတခါတည်းခိုးရလိုက်မလို့ပါဖြစ်နိုင်ရင်ဆိုတော့ခုတော့မဖြစ်တော့ဘူးလားကျွန်တော်တငယ်ချင်းကအလုပ်လည်းမရှိသေးမိဘကလည်းသဘောမတူသေးတော့မယူနိုင်သေးဘူးတဲ့ဘာကွယ်ဘာဖြစ်လို့မင်းတငယ်ချင်းကမယူနိုင်သေးရင်လဲမိန်းကလေးကိုကိုဝင်ရှိစေရတာလဲမိန်းကလေးအရှက်မကွဲအောင်ယူရမယ်နောက်မှအလောက်ရှာတင်ရှာခုတော့တမင်ကြောရယုံကြံတာနားနဲ့မနာဖွားနဲ့နာပါအတည်းရဲ့ကျွန်တော်ဒီလိုပြောလို့စိတ်မဆိုးပါနဲ့ခုခေတ်မိန်းကလေးတွေကလည်းလွယ်တော်တော့ဒေါ်နန်းမို့သည်စိတ်ပြက်စွာနဲ့တပြင်းကြီးချလာ၏ကောလိပ်ကျောင်းသူတွေမပြောနဲ့သူကျောင်းဆရာမကြီးလှုပ်စဉ်အထက်တန်းကျောင်းတွေမှာမိန်းကလေးယောက်ျားလေးပေါက်စနာတွေရဲ့ပြဿနာကိုဖြေရှင်းရသည်မှာတပုံကြီးအေးလေခက်ပါတယ်မင်းလည်းတတိထားပေါ့ဒေါ်နန်းမို့လေတန်းဒီပြော့သွား၏ကိုကျော်ဦးကိုအကြည့်ကလည်းအထင်သေးဟန်မရှိတော့ကျွန်တော်ဟာအင်းဒီကောင်ကိုထိမှာဆိုလို့ဒီအကြောင်းကိုဖွင့်မပြောသင့်ပါဘူးဒါပေမဲ့အတီနဲ့ကျွန်တော်နဲ့ကတချန်နဲ့နေကြတာဆိုတော့နှစ်ယောက်ကြားမှာတန်တရားစိတ်တွေဝင်ရင်အရှိဆက်ဆံရမှာစိတ်ဆင်းရဲမှာဆိုလို့ပြီးတော့ကျွန်တော်အပေါ်ထင်လွဲပြီးဖေတို့စီစာရေးတိုင်မှာလဲဆိုလို့ကျွန်တော်ဖွင့်ပြောရတာပါအတီအနေနဲ့လည်းနှောက်လုံလိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကိုခွင့်ပြုပါအောင်စိတ်ချသွားနိုင်ပြီအတီဘယ်သူမှမပြောဘူးကိုကျော်ဦးထားသွားသည်ကိုကြည့်ရင်ဒေါ်နန်းမို့စိတ်ထဲမှာတော့အင်းနီတို့ဇလန်းသည်အမှန်ပဲလားမောင်ကျော်ဦးကသူ့အပေါ်အပြစ်တင်မှာဆိုလို့လောက်ကြံထားသောဇလန်းပေပဲလားသူတွေးရကြံရခဲ့၏အတီထမင်းသားကန်းဝမှမက်ကြီးခေါ်တန်ကြတော့မှသူ့အတွေးကရက်သွားသည်ဟဲ့မင်းတို့တောင်ဈေးကပြန်ရောက်ပြီလားဟုတ်ကဲ့ဘာရလဲစုံနေတာပဲအတီကြိုက်တဲ့ပစုံကြားလဲပါတယ်အေးကောင်းတယ်ကျမဝယ်တာမဟုတ်ဘူးဦးနဲ့ဈေးမှာတွေ့လို့အတီကြိုက်တယ်တဲ့ဆိုပြီးတော့ဝယ်ပေးလိုက်တာအေးကွယ်ပြီးတော့နောက်တနင်္ဂနွေနှစ်ချက်တီးနန်းကြီးမုံစားရအောင်အတီဆက်လာပါတယ်အေးထုံးမောင်ကိုလည်းပြောထားငါမေ့ရင်သတိပေးလို့ဒေါ်ဦးအိမ်မှာကန်တော်ကြီးပတ်လန်းမှာဖြစ်သည်ဒေါ်ဦးနှင့်သူကသွေးမဆက်ပင်မဲ့ရင်းနှီးသောတငယ်ချင်းများဖြစ်သည်ဒေါ်ဦးသားခင်မောင်ထွေးနိုင်ငံခြားတန်ယုံတစ်ခုတွင်အလုပ်ရ၍သွားရတော်မူအကြောင်းဒေါ်ဦးကပြောပြနေသည်တခြားဧည့်သည်တွေလည်းဖိတ်ထားတယ်သူတို့နဲ့မနှမ်းလဲမိတ်ဆက်ပေးခြင်းလို့ဟောပြောရင်းဆိုရင်ကားတန်ကြတယ်ခင်မောင်ထွေးသွားကြိုစမ်းသူတို့စကားပြောနေသည်ကိုနားထောင်ရမှခင်မောင်ထွေးသည်စင်ဝင်အောက်သို့ထွက်သွားသည်ဟုတ်တယ်မေအန်ကယ်တို့လာပြီးဒေါ်ဦးပါထားသွားကဧည့်သည်များကိုကြို၍ခေါ်လာ၏ကဲဒေါ်နန်းမိုးနဲ့မိတ်ဆက်ပေးရအောင်မယ်မနှမ်းရီဒါကဥပတော်တဲ့မော်လမြိုင်ဆက်ရှင်မင်းကြီးဟောင်းဒါကဒေါ်ရီဥပတော်ကတော့သူကတဦးတည်းသောသမီးအင်းနီဘတော်အင်းနီထိုစကားတန်ကြောင့်ဒေါ်နန်းမိုးသည်ခေါင်းထောင်သွားကကြောင်တက်ဖြစ်သွားသည်ဒီကမနှမ်းကတော့ကျမရဲ့တငယ်ချင်းလဲဟုတ်ညီမဆိုလဲဟုတ်စိုးတိုင်ပင်ကောင်းတိုင်ပင်ပါပဲကျောင်းဆရာမကြီးအဖြစ်ကအငိမ့်သားယူပါပြီရွှင်ဝင်နေသောဒေါ်ဦး၏မိတ်ဆက်တန်ကိုမကြားဟန်မပြတ်ပြုံးရနေရတော့လဲဒေါ်နန်းမို့မျက်လုံးများကအင်းနီမျက်နာပေါ်မှာနမီတူတာဖြစ်ပါသေးဟုဆူတောင်းမိ၏ဆူတောင်းတာမပြည့်အင်းနီ၏ညာဘက်ပါးပြင်တွင်မှဲ့လေးနှင့်လမ်းလျှောက်ပုံကလည်းတနည်းနနက်ကလိုတိန်ွယ်တိန်ပါသပင်ကလည်းတနည်းကအတိုင်းဂုတ်ပေါ်တွင်မြင့်မြင့်ညတ်ထားသည်သပင်တို့ကြောင့်လေတိုင်းသွဲဖွေးမှရှင်း၍လှပနေသည်နှုတ်ခမ်းကဆုနီးဝါဝန်းချောမို့သောပါးပြင်နှစ်ခုပေါ်တွင်နှာတန်သည်ပေါ်လွင်တွေ့တန်းနေသည်မျက်ဝန်းကိုချဲထား၍မျက်လုံးကပုံမိုရွှန်းလန့်နေသည်ပျော်ပြောင်းသောဣရှံအပြာနုကိုခပ်ပွားပွားဘလောက်ပုံချုပ်၍ဝစ်ထားသည်အင်ကြီးရှိကတင်မားထိဖုံးအောင်နေသည်ပါတိတ်အပြာနှင့်ကိုလုံးကသွဲတနည်းမနက်ကတွေးခဲ့သည့်ထက်ချောနေသည်သူသည်အိမ်တွေပြန်ဆဲကမျက်လုံးများကိုရုပ်သိမ်း၍ဥပတော်တို့နှင့်စကားဆက်ပြောလာရ၏နောက်ကျသွားတာခွင့်လွတ်ကတော်ဦးရဲ့အင်းနီကိုကြိုမပြောထားမိတော့အဆောင်မိုးကိုခွင့်ရဖို့မိဘတွေကိုယ်တိုင်ဝင်ပြောနေရတယ်ကျမတို့တဲတာကဘိုးတထောင်ကကိုဘတော်နှမအိမ်မှာဟဲနောက်မကြပါဘူးတော်ဦးကရည်ရွယ်ပြောသည်ជីဦးအစင်သင်းဖြစ်ပါပြီမိန်းကလေးတယောက်ကအေကန်းဝမှာ
လာ၍ပြော၏ကဲခင်မောင်ထွေးအင်းနီနဲ့မင်းအန်ကယ်တို့ကိုခေါ်ဧည့်သည်များကိုခင်မောင်ထွေးကရှေ့ဆောင်ကထမင်းစားကန်းသို့ခေါ်သွားသည်သူပဲမနှမ်းရွှေအင်းနီဘတော်ဆိုတာဒုတိယနှင့်ရုတ်ခဗေဒခင်မောင်ထွေးနဲ့ဆိတ်ဆက်ထားတယ်ရှိလာတဲ့လက်ထပ်ပေးမလို့နိုင်ငံခြားမသွားခင်လေတပါတည်းတော့မခေါ်နိုင်သေးဘူးထင်တယ်အင်းနီကိုထားခဲ့ရမှာဥပတော်တို့ကအငိမ့်သားယူပြီးရာဘာချန်ဆက်လုပ်တယ်လေသူ့ဘားနာကိုကပ်၍ဒေါ်ဦးကပြောပြနေသည်ဒေါ်ဦးစကားများကိုမကြားတစ်ချက်ကြားတစ်ချက်ကဲပါလေမနှမ်းထမင်းစားကန်းသွားရအောင်ဒီတော့မှထ၍အယုတ်တစ်ခုလှုပ်ရှားခြင်းမျိုးနဲ့လိုက်ပါသွားမိ၏အိမ်ပြန်ရောက်တော့သူအိယာပေါ်ပြက်လဲလိုက်သည်နန်းကြီးစားခဲ့သည်ကိုစိတ်မပါခဲ့ရင်ထဲဘလို့ရောက်သွားမှန်းကိုမသိဘာလို့ရမည်ကိုစဉ်းစားနေမိသည်ခင်မောင်ထွေးကိုတူသားလိုချစ်သည်ဒေါ်ဦးပေါ်မှာလဲညီမလိုခင်တွေကြသူတွေအင်းဤအကြောင်းသူတီးသမျှဖွင့်ပြောရမည်လားမပြောခဲ့တော့ဒေါ်ဦးပေါ်တစ္ဆာမဲ့ရများကြမည်လားဖွင့်ပြောပါပြီတဲ့ခင်မောင်ထွေးကအင်းဤကိုမယူခဲ့တော့အင်းဤဒုက္ခကာယကံရှင်ကလေးဖေကလည်းမယူနိုင်နှုတ်ဆက်နေသည်ကကောင်းသည်မိန်းကလေးသည်သူ့ဆက်ကိုတူနိုင်၍ကခြင်းဖြစ်၏အထူးသဖြင့်သူသည်မိန်းကလေးချင်းကိုချင်းစာရမည်ဖြစ်၏လောလောဆယ်အဆက်မကွဲဖို့ကအဓိကအော်မိန်းကလေးတို့သည်ဥတည်သောရွှေစင်ကိုဘာကြောင့်များတံမိုးမထားကြပါသနည်းအင်းလျာကန်ဟိုတယ်တွင်ခင်မောင်ထွေးတို့လက်ထပ်သည့်နေ့ကနေမကောင်းသည်ကိုအကြောင်းပြ၍သူမသွားပါလက်ထပ်ပန်းရနန်းတို့လည်းငွေပြတ်နေပေလိမ့်မည်စိန်တွေမြတွေလည်းရွှန်းဖိတ်လက်၍ပြိုပြက်နေကြပေမည်သဘူရစ်ရွှေစင်ကိုတံမိုးထား၍ရယူရ၌ခင်မောင်ထွေးတယောက်အရေးပြည့်မီကိုမရလိုက်သည့်အတွက်သူစိတ်မကောင်းပါကာယံကရှင်မှမသိပဲအင်းလျာကန်ဟိုတယ်ကြီးကတော့တည်ကောင်းတည်ပေလိမ့်မည်ခင်မောင်ထွေးနိုင်ငံခြားထွက်သွားသည်မှာ6လကျော်လောက်ရှိသွားပြီအန်တီတယ်လီဖုန်းလာနေတယ်မက်ကြီးလာခေါ်၍ဒေါ်နန်းမို့အိမ်အောင်ထက်ကိုဆင်းလာခဲ့သည်တယ်လီဖုန်းကင်လိုက်တော့တစ်ဖက်မှဒေါ်ဦးအတန်းသူ့ရင်ထဲထိတ်သွားသည်မနှမ်းရီကောင်းတဲ့င်းဟေတော်ပါသေးကောင်းတဲ့င်းဆိုတော့အင်းနီကလေးမွေးပြီးယောက်ျားလေးအမေကငယ်ပြီးကျမ်းမာတော့9လနဲ့မွေးတာဒါပေမဲ့တလုံးတစ်ခေကြီးပဲအိုးဝမ်းသာစရာကြီးအေးခင်မောင်တွေးဒီတန်ကြိုးရိုက်လိုက်ပြီညီလေးကိုလာချီပါဦးမနှမ်းရဲ့လာခဲ့မယ်ဒါပဲနော်တယ်လီဖုန်းချသွားသည်တော်ပါသေး9လတဲ့ခရကန်ရှင်တွေတန်တရာကင်းသည့်နောက်သူကပူစရာမလိုပါသူစိတ်ထဲမထွေးနိုင်မအန်နိုင်နှင့်အင်မတန်ခက်ခဲနေသည်ဟုထင်သောပြဿနာကြီးကိုသူတို့နီးသူတို့ဟန်နှင့်ဖြေရှင်းလိုက်တော့လဲလွယ်လေးပါလား9လဆိုသောသကလုံးကိုယုတ်တိတန်အောင်ရောက်ခမယုံကြည်အောင်အင်းနီတယောက်ဘလို့နီးဖြူဟာတွေကျင့်သုံးလိုက်သည်ကိုတော့သူညံမမီတော့ပါသူချက်ချင်းလိုပင်တတိယမိ၏သူ10တန်းကျောင်းသားများကိုစိန်နာကျော်သူဥအော်ရေးသောဩဝါဒထူးပြိုးကိုတင်ကြားစဉ်ကသုံးပါးတတိရေချင်းကြီးကသနီးအိမ်ရှင်မိမိလင်လဲချစ်ခင်သောအားတမိသားကိုပိုက်ဖျားအာယံချီရှုံနှန်းသောမဲဝမ်းကမွေသူများသွေးကိုအလေးတမြတ်တင်သားမှတ်၍လှဲ့ပတ်ဖက်ချီနန်းလီပြီဟုမထီမလေးအသွမ်းသွေး၍အဝေးမြက်ကွယ်မယားရဲ့ဤဤချင်းသုံးပါးထဲမှတပါးကိုသူတတိယ၏အကယ်၍များခင်မောင်ထွေးပြန်လာလျင်သားကိုပွေ့ချီနန်းရှုပ်ပါကအင်းနီသည်စိန်နာကျော်သူဤရည်နီးမျိုးဖြင့်ရည်လိမ့်မည်လားအိုးရည်နိုင်ပါစေရည်သည်မှာငိုရသည်ထက်တော့တော်ပါသေး၏အားလုံးကိုကျေးဇူးတင်ပါတယ်